အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကျတော့ညီမတို့တင်နေဒီလေးဖြစ်တဲ့အခါကျတော့ညီမတို့ကတော့ဝိုင်းပြီးတော့သူ့ subscribe တိုက်မှာပဲเนาะဒီနေ့ကျတော့ကိုတီကိုချက်ပေးမှာဒီနေ့မှာညီမတို့အပြင်စီစဉ်ခိုင်းခဲ့တာဆိုတော့ညီမတို့ကဝိုင်းဝန်းခုပေးမှာပေါ့เนาะဒါကြောင့်မို့လို့ဒီနေ့ကဒီ subscribe တိုက်မှာမို့လို့ဒီဗီဒီယို blog လေးကိုစားနေဆို like ပတ်ကြည့်ပေးကြပါဦးအားလုံးကိုကျေးဇူးပါချက်ချက်တော့ရယ်ဒီလိုရှယ်တာအသားလုံးပေါ့နော်ဒါကျွန်တော်ဝက်သွေးချက်သွေးလည်းရှိတယ်ဒါပေမဲ့ချက်သွေးကြတော့လေ3ချီလို့လည်းဒါဝက်သွေးလို့ဝင်ခဲ့တယ်ပေါ့နော်ဒါပြန်ဘူလာဝက်ထူးထူးချွေတယ်ထွက်တယ်ပေါ့နော်ဒီရှယ်ဝက်သားကြောက်ပါခီးမယ်ပေါ့နော်ဒါပြန်ချက်ပေါင်လည်းချက်တော့မှာဒါအသားပေါ့နော်ခဲမဲ့အသားတွေပေါ့တော့တိုက်တော့ပါပါဒါကြတော့ special cake ပေါ့နော်ပြောကြသွက်ဆိုပြီးတော့စီစဉ်ထားတဲ့ cake ပါခုနကကိုကိုတွေကလို့ချက်ပြီးလို့ဆိုတော့ကျွန်တော်တို့ဟိုသွားပါမယ်အားလုံး like ခဲ့ပေးကြပါဦးလို့ဖိတ်ခေါ်ပါရှင် Happy birthday to you. Happy birthday. Happy birthday. Happy birthday to you.အခုလိုမျိုးအဆုံးထိလိုက်ပါဖြစ်ပေးတဲ့အတွက်ကြောင့်အားလုံးလည်းပြည့်စုံတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုပေါင်းများစွာလည်းထပ်လာအောင်ပါလို့ထပ်မံစောင့်မျှော်ကြည့်ရှုပေးကြပါဦးလို့အားလုံးရဲ့အနေနဲ့ကျေးဇူးတင်ပါတယ်